切，没那个古外边的烟幕里烧开了，ကိုပဲကိုအဝါပေးမဲ့နေရာလေးမှုအောင်စွတ်ခဲ့စို့那是烧开的不？အရင်စတာပဲကိုရဲ့没嘛，我也可以，看看我喏。哦，我这边都不输呀，俺讲我玩的。现在都不玩了。我也可以，都不说了都。ဒါလို့ဝင်လင်းလင်းပြောရမယ်ဆိုရင်ကိုသိန်းနံကိုစိုးစိတ်ဝင်စားခဲ့မိရတာခုတော့ဖြစ်နေပြီဟာဖြစ်ပါမလားစိုးရဲ့စိုးတော့ကိုလိုက်ရင်ရှုံးဘက်ကိုလည်းနင်းရင်နင်းရမယ်ပြီးတော့အိုးကားကြီးတူဝီစီးနေရတဲ့စိုးနဲ့တော့နဲ့ဖြစ်မှမဖြစ်မအောင်လေလိုင်းပေါ်မှာတွေ့တာဖြစ်မကြသေးဘူးချစ်တယ်တဲ့ဟဲ့ငါနေကောင်းတယ်ဂျင်းပြုတ်ရလာမတိုက်နဲ့哎呦我的妈！ပြောမပြောလိုက်ကလေးကိုရှင်ပြောလိုက်လေမပြောမပြောမကွာငါပြောချင်မဟုတ် အိုးရှင်ပြောလိုက်ပါ ပြောနေပါဒါပြောနေပလကစားမနော်ဩဒီလိုတားရဲ့ဟွာလေတားကအတက်3နှစ်ပြည့်ပြီဟိုလူကြီးဖြစ်ပြီပေါ့ကွယ်ပြောရမယ်ဆိုရင်တော့လေအဖေတို့အမေတို့နဲ့ခွဲအိပ်ရမယ်အရွယ်ရောက်နေပြီအဲ့ဒါကြောင့်မလို့တားလေဒီညနေစပြီးတော့အဖေတို့အမေတို့နဲ့ခွဲအိပ်ပါလားလို့အမေရှင်ပါဦးဘာဖြစ်လို့ခွဲမအိပ်ချင်ရတော့အဖေကတက်တုံနဲ့ကြော်နေပါတဲ့ခွဲမိတ်တိုင်းလားကိုကြီးညီမလေးကောင်လေးကလက်ထက်ခွန့်တောင်းနေပြီ你看这没弄这个路， तू ကအဲ့ဒါတွေမလို့ဘူးပြောတယ် 那就把路来了。 ကလေးမွေးပေးနိုင်ရင်ရပြီတဲ့ 你看这里有木的了，都把路了。 ကလေးရအောင်လုပ်မှာတဲ့ ဟဲ့တကယ်ချင်းနေအကြိုက်ဆုံးအရာတစ်ခုကိုလောက်ပါဆိုနေဘာလောက်မလဲ အိုးငါအိပ်ပြမှာအိပ်ရတာငါအရင်ကြိုက်တာ ဟာဟဲ့ငါလည်းကြိုက်တယ်ဟဲ့တရက်လောက်ချိန်ပြီးအတူတူအိတ်ကြ哎呦 ခကြကျမတို့အားလဲရကြရင်လေကြိုက်ထီးဖြစ်ဖြစ်ရှစ်ဆက်ဆက်ဖြစ်ဖြစ်ဖျားဘူးသွားရအောင်နော် မိမရမင်းငွေကုန်မောက်တော်တော်ရှာတာပဲကွာရောက်ဖူးနေတာကြီး ရောက်ဘူးလေဘာဖြစ်လဲထပ်သွားလို့ရတာပေါ့ ငါလည်းလူတစ်မျိုးကွာအဲ့လိုရောက်ဖူးသွားနေရဆိုထက်မသွားချင် အော်ရှင်ရောက်ဘူးတဲ့နေရာထပ်သွားခြင်းဘူးပေါ့ရတယ်ရှင်ညကြချင်းအောင်နဲ့လုံးဝမလာနဲ့နော် သွားမယ်နော်လိုက်ဖို့မယ် ကြီးစားတွေထားများတဲ့အမကြီးတဲ့နောက်ဆုံးကျတော့ကြော်ရက်ကွက်ထဲမှာအပြိုကြီးတွေဖြစ်သွားတာသူတို့ကအပြိုကြီးတွေဖြစ်သွားတယ်မပြောနိုင်လေအသားမဲမကြိုက်ဘူးရုပ်ဆွေးမကြိုက်ဘူးဘိုက်ပူရင်မကြိုက်ဘူးရက်ပူရင်မကြိုက်ဘူးကွန်းစားရင်မကြိုက်ဘူးဆက်လေးတော့ရင်မကြိုက်ဘူးသူတို့မကြိုက်တာတွေကများတယ်ရွေးနဲ့နောက်ဆုံးအသက်20ကျော်25ပတ်ဝန်းကျင်30အချိန်ရောက်လာတယ်ခလိတဲ့သူတို့ပြောပါမကြီးတို့ကသတင်းကျွတ်လဲမကြီးတို့ကလိုက်မကျွတ်ဘူးမကြီးတို့ကဒီသက်လင်ရတော့မဟုတ်ဘာညာတာကပြောလဲသိလားသူတို့တွေကပြန်ပြောသေးတယ်အားကြမခံငါတို့တွေကခါချခဲ့တာဘာဖြစ်တယ်ညာဖြစ်တယ်သူတို့ကနာမည်ကြီးထမင်းငတ်တွေရက်ကွက်ထဲမှာသူတို့ကဆယ်လီပဲတစ်တော့မှတာဆယ်လီမဟုတ်တာရက်ကွက်ထဲမှာကြီးစားနဲ့ပတ်သက်ရင်သူကဆယ်လီတွေပြောမှဆိုဟိုဝါရင်အဖေတွေပေါ့ဗျာဝါရင်အဖေတွေပြီးရင်သူတို့ကခြံထားသူတို့ကအသေးခွဲပြီးတော့သူတို့ကမှုပြီးတော့သူတို့ကတစ်တော့မှဘာလုပ်လဲသိလားအခြေဟာလိုက်လို့ပြေးတာလားဟင်းပြေးလို့လိုက်တာလားသူတို့ကရှောက်ပြီးတော့တစ်တော့နဲ့တင်လိုက်ရပြီးမိုင်လေးတိလို့ရှိရလဲလीငါတယောက်ထဲပဲဟဲလွမ်းနေစေသိလားသူတို့ကအဲ့လိုမျိုးသူတို့ကအသေးခွဲပြီးတော့သူတို့ကဖီးပြတယ်မပြောချင်ဘူးပြီးလို့ရှိရင်လဲလीဟိုဘဲမရှိပါဘူးစင်ကဲပါသူတို့ကတက်ကြွယ်သေးတယ်သူတို့သိတယ်သူတို့အကြောင်းသူတို့သိတယ်သူတို့ကတစ်သက်လုံးလင်ရတော့မှာမဟုတ်ဒီလိုပဲရက်ကွက်ဆက်လီတွေနော်နာမည်ကြီးထမင်းငက်တွေဘာမှရှောက်ကြွားမနေအသေးကွဲပြအောင်နေတယ်ယူကြတော့ သမီးညယောက်ျားကိုဘာဖြစ်စေချင်တာလဲဘီယာတောက်စီချင်တာဘီယာတွေအများကြီးတောက်စီချင်တာဘာလို့အဲ့ကြောင့်မှမှားပါလေမူပြီးတော့မှားသွားမှာမှားမှမိုက်တာမိတာမလေးတိမိခွေးတာမလေးပတ်ကြီးမတော်တော်မလွယ်တဲ့ပတ်ကြီးမပါလားဒါတော့ဒီပိုက်လေးကြောင့်နော်ချွေတာထားတာ ညီမကိုရှင်ကဒီမြို့မှာမမြင်ဘူးအောင် ဟုတ်တယ်မနေ့ကမှညီမရွာကနေပြောင်းလာတာ ဩအဲ့ဆိုရင်လေအကိုတို့မျိုးကတကိုးကြီးတဲကိုကန်နေလိုက်ပုံမယ်ညီမသွားကျင်လား ဖတ်ကျင်တာပေါ့ကိုကလည်း အဲ့ဆိုမနေ့ကကိုလားခေါ်မယ်နော် ဟုတ်လားခွက်လေလားခွက်လေ တနေ့ပြီးတနေ့သာကုန်သွားတယ်ဘာမှတိုးတက်မလာဘူးစမ်းစားမရှိတဲ့ယောက်ျား မိမရဲ့ယောက်ျားကိုအဲ့လိုတော့မပြောပါနဲ့ယောက်ျားအစွမ်းစားရှိလို့ပဲပြီးခဲ့တဲ့နှစ်ကကလေးတစ်ယောက်ဟောအခုကလေး2ယောက်ဘိုက်ထဲမှာအစ်စ်ပါသေး ဟာရှာဖို့အကြောကြမတင်းဘူးအောက်ကြောကြတော်တင်းလာခဲ့တင်းနဲ့ကြောတခါလဲဖြစ်မယ်
哎呦我的妈！